ဟဲ့တခုရောက်လာလို့လားမသိဘူးအဲ့လိုကို့အပေါ်လေးအရှိကြချိုးနောက်ွယ်ကြတင်းနေတုပ်ပြီးရင်ကိုရမဟုတ်တဲ့ story တွေကိုရှောက်ပြောပြီးတော့ကိုအပေါင်းသိရင်နဲ့ခွာပြေးအောင်လုပ်အဲ့လိုမျိုးအပေါ်ရန်တွေကိုကြောက်လေဘလူးမတင်းခံနိုင်တော့တာအဲ့တော့တင်းခံနိုင်တော့မဲ့တူကြော်စားပြစ်မယ်ကွာဆိုပြီးတော့ marketplace ကနေကြက်ရီကုန်းဝယ်လာပါတယ်သူတို့ကကြက်ရီကုန်းကတန့်ထားပြီးသားဆိုတော့လေအိမ်ရောက်တာနဲ့ကြက်သွန်ဖြူချင်းလေးကိုအရင်ညှစ်ပြီးရင်စနွေးမုံလေးနည်းနည်းထည့်မယ်ပြီးရင်ရတာလေးထည့်ပြီးတော့အကျော်မှုတ်လေးနည်းနည်းလေးထည့်ပြီးတော့နိုင်ဝက်လောက်နှက်ထားရုံပါပဲရေကကြတယ်မှာနိုင်ဝက်လောက်ပြစ်ထပ်ထားလိုက်တယ်ပေါ့နော်ပြီးရင်တော့ကြိုလို့ရပါပြီရေကွန်းလေးကပေါ့နော်အဲ့လိုအရင်ပူဝိုင်းလေးကပ်ပြီးတော့စားလို့မကောင်းပေါ့နော်အဲ့တော့သူတို့ကိုတစ်ခုချင်းစီလေးစိတ်ရှိရှိနဲ့စီတက်တန်လေးစီပူပူလေးထဲမှာတေချာလေးကြော်ပါမယ်ပေါ့နော်ပြီးတော့ချက်ချင်းရှောက်မလန်နဲ့ပေါ့နော်သူတို့ကတော့သူတို့အယောင်လေးရဲတက်လာမှလှန်လိုက်ရုံပဲပေါ့နော်အဲ့လိုမျိုးဆိုအိုးလည်းမကတ်တော့ဘူးအဆင်ပြေသွားပါတယ်marketplace ကလေအဲ့ဒီအရေကွန်လေးလုတ်ပြီးသားက3000ကျော်လေးပဲပေးရတယ်သူကတခါတည်း ready made လုတ်ပြီးသားပေါ့နော်တော်တော်လေးလည်းအဆင်ပြေဈေးတဲ့ဒီ web market တွေထဲမှာဆိုရင်တိတ်မတန်ဘူးလေနော်အဲ့ဒါလေးကအိမ်မှာလည်းပြင်းနေရဆိုတော့ညဘက်ဟိုဝါဒီဝါလှုပ်လို့ရအောင်ကြော်စားတာပါအပြင်မှာဆိုရင်တော့ကြက်ရီကွန်ကရတော့ရပြီမရှားတယ်လေအဲ့လိုဘီယာဆိုင်တွေမှာပဲရတာဆိုတော့လေပြီးရင်တခြားလေးကြော်ပြီးတော့ခုနထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူလို့ပြန်ကြော်ပြီးတော့တင်ရွက်လေးထည့်ပြီးတော့ဘူးလေးနဲ့ထည့်ထားလိုက်ပါတယ်အပေါ်ရံမဲ့စားလို့ကောင်းတာကြက်ရီကွန်ပဲရှိတယ်